မင်္ဂလာပါရှင်အီးမေးလ်အကောင့်ဖွင့်မတတ်တဲ့သူတွေအလွယ်တကူလုပ်ရမယ့်နည်းလမ်းလေးအကောင့်ဖွင့်တဲ့ကကျမတို့အသုံးပြု